ဒီလအထဲမှာပဲပူပူနွေ့နွေ့ဖြစ်ပျက်ခဲ့တဲ့အဖြစ်ဖြစ်ပါတယ်ထိုင်းနိုင်ငံမှာဖြစ်ပျက်ခဲ့တာဖြစ်တယ်45နှစ်အမေကို23နှစ်သားကထိုးကျိတ်ရိုက်ပုတ်ခဲ့တယ်ဆိုတဲ့အကြောင်းဖြစ်ပါတယ်ဘာဖြစ်လို့ရိုက်ပုတ်ထိုးကျိတ်တာလဲဆိုရင်သူကမမားခောက်ဆွဲစုပြုတ်ကိုပြုတ်စားပြီးတော့နည်းနည်းကြံတဲ့ဟာကသူဒီအိပ်ရာထားပြီးတော့ပြန်စားမယ်ဆိုပြီးတော့သူကအိပ်ပျော်သွားတယ်နောက်ထားကြည့်တော့ခောက်ဆွဲပြုတ်ကမရှိတော့ဘူးအမေကခောက်ဆွဲကပွားနေတဲ့အတွက်တွန်လိုက်တာဖြစ်တယ်ဒီပွားနေတဲ့ခောက်ဆွဲကိုစားမိတဲ့အခါမှာဘိုက်နာမှာဆိုးလို့ပြောပါတယ်ဒီအရာကိုမကျေနပ်တဲ့သားကအမေကိုရေးဆက်ဆက်ထိုးကျိတ်ရိုက်ပုတ်ခဲ့တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ဒီသတင်းကိုကြည့်ခြင်းအဖြစ်အယောင်ဝနေရတယ်ဒီသတင်းကိုတွေ့ရလို့ပဲတကယ်ပဲယင်ထဲမှာနာကျင်ရတယ်ခံစားရတယ်ကျွန်တော်ယုံကြည်သူခရိယန်ထဲမှာလည်းဒီလိုသားမျိုးတွေရှိတယ်ဆိုတဲ့အရာကိုလည်းတွေ့ရတယ်ကျွန်တော်ပတ်ဝန်းကျင်မှာလည်းလက်အားဖြင့်ဒုအဖြစ်တော့မဟုတ်ပေမဲ့လည်းเนาะကျွန်တော်ဗစာအားဖြင့်အမှုအရာအားဖြင့်ကျွန်တော်ပြောတတ်တယ်ရေးဆက်ဆက်ကျွန်တော်ပြန်ပြောလေးရှိတတ်တယ်အပြစ်တင်တတ်တာဖြစ်တယ်အဲကြောင့်ယုံကြည်သူခရိယန်တွေအတွက်ဒီနှုတ်ကပတ်တော်တမန်ကျမ်းစာထဲမှာဖခင်ကမိဘကိုယူတည်ပါအသက်တာရှည်ပြီးတော့ကောင်းစားမယ်လို့ပြောထားတာဖြစ်ပါတယ်ဒီပညတ်တော်10ပါးကကျွန်တော်ကိုဝင်လေးစေဖို့မဟုတ်ဘူးဖခင်ကကောင်းကြီးခံစားဖို့ဖြစ်ပါတယ်ပညတ်တော်ပေးထားခြင်းရဲ့ရည်ရွယ်ချက်ကဖခင်ကသူ့စီကနေကောင်းကြီးခံစားရဖို့အတွက်တင်းနဲ့ကျွန်တော်ကိုပေးထားတာဖြစ်ပါတယ်ဒီအရာကိုနားလည်သဘောပေါက်ဖို့အရေးကြီးတယ်ဒါပေမဲ့ကျွန်တော်ယုံကြည်သူခရိယန်တော်တော်များများကပညတ်တော်10ပါးမလိုတော့ဘူးကျင့်စရာမလိုတော့ဘူးဆိုပြီးတော့ခံယူထားတတ်ကြတယ်မဟုတ်ပါဘူးဒီအရာကကျွန်တော်ကောင်းချီးခံစားရဖို့ဖျားပေးထားတဲ့စီမီစီကံဖြစ်တယ်မလုပ်ရဘူးဘာဖြစ်လို့လဲဆိုရင်မိဘဆိုတာကအယံကိုမှယူတည်ထိုက်တဲ့ပုံကိုယ်တွေဖြစ်ပါတယ်ကျွန်တော်မြန်မာနိုင်ငံမှာဆိုရင်မြန်မာစကားပုံရှိတယ်မိခင်ရဲ့နှုတ်တလုံးစာတော်မှာကျွန်တော်သားသမီးတွေဆက်လို့မကုန်ဘူးလို့ပြောထားတာဖြစ်ပါတယ်ဟုတ်ပါတယ်ကျွန်တော်ကျေးဇူးတအားကြီးတယ်ကျွန်တော်ကိုမေတ္တာအားဖြင့်ပြုစုခဲ့တဲ့အမေကျွန်တော်ကို6လလွယ်ပြီး10လဖွာများတော့အဖြစ်ဒီလိုကျွန်တော်ကိုပြုစုခဲ့တာဖြစ်တဲ့ဂရုစိုက်ခဲ့တာဖြစ်တယ်ကိုယ့်ရဲ့ဘိုက်ကြီးနေတဲ့အချိန်မှာစားကျင်တာလည်းမစားရဘူးရှောင်ရတယ်ရှောင်စားရှိတာတွေအများကြီးရှောင်ရတယ်ဝတ်ချင်တာတွေလာကျင်တာတွေမရဘူးအားလုံးကိုစွန့်လွတ်ပြီးတော့တင့်ကိုမွေးဖွားခဲ့တာဖြစ်တယ်လောကထဲကိုယူဆောင်ပေးလာတာဖြစ်တယ်ဒါကြောင့်မလုပ်ကြပါနဲ့ကျွန်တော်ပတ်ဝန်းကျင်မှာနော်မိဘကိုအမျိုးမျိုးအပြစ်တင်နေတဲ့သူတွေရှိတယ်ငါ့ကိုဒီလိုစစ်စင်ရဲထဲမှာနော်လူဖြစ်ခိုင်းတာမင်းတို့မိဘတွေအပြစ်စတဲ့အဖြစ်အပြစ်ပုံချတတ်တယ်နော်ဒီလိုမဟုတ်ပါဘူးမိဘတွေဘလောက်ပဲစစ်စင်ရဲနဲ့ဝေးဖွားကြတယ်ဖြစ်စေကိုယ့်ရဲ့ဘဝမှာကိုကစူးစမ်းမယ်တာလို့အောင်ကိုကစူးစမ်းမှာဖြစ်တယ်အဲကြောင့်မို့မိဘကိုဒီပုံထဲကကောင်းလေးလို့မဖြစ်ဖို့အတွက်ယုံကြည်သူခရိယာညီကိုမောင်မတို့ကိုဖွင့်အားပေးခြင်းပါတယ်။နော်ကျွန်တော်ဂရုစိုက်ကြပါကျမ်းစာထဲမှာကျွန်တော်မိဘကိုယူတည်ဖို့အတွက်ဘုရားသခင်ကမိန့်မာထားတာဖြစ်တယ်။မိဘစကားကိုနားထောင်ဖို့အတွက်ပဲကျွန်တော်ကိုတွင်တင်ထားတာဖြစ်ပါတယ်ဆိုပြီးတော့နှုတ်ကပတ်တော်နဲ့ခွင့်အားပေးခြင်းတယ်။ကျေးဇူးတင်ပါတယ်။